ရှစ်ထဲက6နော်နဲ့โอเคအဲ့ဒါဆိုတချေတို့ကပြန်ပြီးတော့ချိန်ကြိုက်မှာတဲ့နော်ချိန်ကြိုက်လင်းဆိုပြီးတော့ရေးမယ်နော်ဒီဘေးနားမှာပဲချိန်ကြိုက်လိုက်မယ်တချေစာရွက်2မျောလို့ချိန်လေးတိုက်တို့စာရွက်တွေလွတ်နေရကိစ္စမရှိဘူးလွတ်မစင်နော်ချိန်ကြိုက်လင်းဆိုရင်โอเคချိန်ကြိုက်မယ်ဆိုရင်ဒီမှာဆိုရင်စာကန့်ရဘာတူလဲစာကန့်ရဘာတူလဲစားကြရစားတဲ့ကြရ4เนาะဒီမှာ4စားလက်ကဘယ်လိုလဲစားလက်ကဒီမှာအမိုးပေါ်က24ဒီတုပ်လေးတိုက်24အကျွေးရဘယ်လောက်ရလဲ2โอเค2အပေါင်းနဲ့ပေါ့အဲ့ဒါ24နဲ့4နဲ့4နဲ့မြောက်မယ်เนาะတစ်ချက်ဒီလိုပဲမြောက်ပြမယ်4 4 4 16 6ရေ1မှတ်4နဲ့4 8ရဲ့1ရဲ့ပေါင်း96ရဲ့အကျွေးရဘယ်လောက်လဲဒီကိုကြည့်ပါဦးအကျွေးဘယ်လောက်လဲတာအကျွေးရ2โอเคအဲ့ဒါ96ရဲ့2ရဲ့ပေါင်းလိုက်တော့98အဲ့ဒါဆိုရင်မှန်လားမမှန်ဘူးလားနော်မှန်တယ်နော်โอเคအချိန်နော်ချိန်ကြလိုက်တာ98ရတယ်ဒီမှာလဲ98ဒီကိန်းရโอเคအဲ့ဒါဆိုရင်တာလီကတခြားပုတ်တွေကိုနော်တိုက်ပါနော်တွက်မယ်